နိုဝင်ဘာ9ထောက်ထောက်လီကား9မှာ Guy Fawkes ကပါလီမန်ကိုဖောက်ခွဲဖို့ကြိုးစားခဲ့ပါတယ်။ကံမကောင်းစွာပဲအထက်ကိုခိုးဝင်သွားတဲ့အခါအများပြည်သူရှေ့မှာကွပ်မျက်ခံရပါတယ်။ဗြိတိန်ကိုမဟာဝန်ကြီးချုပ်အာဒမ်ကအုပ်ချုပ်ပါတောက်ရွံ့မှုဖြင့်ပြည်သူများကိုထိန်းချုပ်ထားသောဖက်စစ်နဲ့အာဏာရှင်အစိုးရသူ၏ရှေးရိုးစွာစီးမင်းများကိုမလိုက်နာသူတိုင်းကိုကွပ်မျက်သည်။တခုည12နာရီမှာအိမ်မှထွက်ခွာပြီးညမထွက်ရအမိန့်ကိုလစ်လူရှုခဲ့သည်။သူတို့စီလာပြီးတော့သူမကိုဝိုင်းပြီးသူတို့လုပ်မဲ့အရာလက်ကိုဆွဲလိုက်တော့သူမကလက်ကိုပြန်ဆွဲပြီးငရုတ်ဖျန်းစီကိုလူသိများတဲ့ရဲတပ်ဖွဲ့ရဲ့အစိတ်အကွိုက်တစ်ခုဖြစ်ပါတယ်။ AB ထွက်ပြေးဖို့ကြိုးစားတဲ့အခါသူမအရင်ကမြင်ခဲ့တဲ့အမျိုးသားဟာသူမနောက်မှာပေါ်လာပြီးသူမကိုဖမ်းဆီးခဲ့ပါတယ်။သူတို့ကသူမကိုနာကျင်အောင်လုပ်တော့မယ့်အချိန်မှာV လို့သာလူသိများတဲ့လူဟာ Guy Fawkes မျက်နှာဖုံးဆွတ်ထားတဲ့ပုံပေါ်လာပါတယ်။ဓာတ်တစ်ချောင်းကိုသုံးပြီးဒေဂီတာ fingerman ရဲ့တစ်စိတ်ကိုဖက်စီးပြီးမျက်လာကိုထိုးနှက်ပါတယ်။နောက်လူတနက်ကိုဆွဲထုတ်လိုက်ပေမယ့် V ကသူ့ကိုမငယ်လက်နက်ဖြုတ်ပြီးခါးဘက်ကိုဖျက်လိုက်တာကြောင့်ဘောင်မီပေါ်မှာခလုတ်တိုက်မိသွားတယ်